လူမမေခလေးတယောက်လိုအချစ်နဲ့အချမ်းလေးဘာမှနာမလဲမူနာစကားလေးပြူသောတော်လို့လူအကြီးမအသိပဲစုပ်ပုံချစ်မိတဲ့ရတွေလို့ယုံကြည်တဲ့ရတွေလုံးချတဲ့ဖိတ်တောင်းမှုဟာရှုံးပါနဲ့ခမရပြောတဲ့စကားလာလေအညာလာလေခမရလေးရောလူလေးချောင်းနှလုံးသားလေးအဖြူလေးလူမမေကလေးတယောက်လိုအချစ်ရဲ့အကြောင်းလေးဘာမှနာမလဲမူနာစကားလေးပြူတော့လို့လူအရင်မအသိကွယ်စုပ်ပုံချစ်မိတဲ့ညတွေလို့ယုံမိတဲ့ညတွေလုံးချတဲ့ဖိတ်တော်မူဟာရှုံးပါရဲ့ခမရပြောတဲ့စကားတွေအားလုံးအညာတွေကဘူဝါရီယာကြောင်ရင်ဝင်ဖဲဖက်ချာပူပူလုံးလိုက်ကြဘာကြောင့်ပါလဲချစ်တဲ့ကိုခမရခွေးရလူကချတော့အသေးကမျိုးတွေချစ်တော့အတမ်းနဲ့လားချစ်တော့အသေးကဖြူနေအချစ်မရှိအချစ်ရှာပြီးခမရချစ်လို့ချစ်ပါလေအပြစ်မရှိအပြစ်ရှာပြီးလေချစ်တဲ့ကိုခမရခွေးတဲ့ဒိတ်တာကြီးကိုပါအညာပုံကြီးပြောနေအစနေတော့လက်တော့လည်းကြားကြပါလေခင်ဗျာဒီစကားကြောင့်လေဦးရရချင်းနေလို့အဲ့အပိစာကိုဒီနေ့ဦးရတော့တခုတယောက်ချင်းနေစိတ်ချမ်းသာလို့ကျမချင်းပြီးဆောင်ရပါလိမ့်မယ်လက်စားရတော့ရှင်နာနေရဲ့ဒုစားဘာလို့ချက်နေတာဆုံးမသွားပါဘူးရှာကိုလာလေအညာကိုလာလေခမရလေးကလူလေးရှုံးလုံးသားလေးအဖြူလေးလူမမေကလေးတယောက်လိုအချစ်ရဲ့အကြောင်းလေးဘာမှနာမလဲမူနာစကားလေးပြူသောတော်လို့လူအကြီးမအသေးကွယ်စုပ်ပုံချစ်မိတဲ့ညတွေလို့ယုံကြည်တဲ့ညတွေလုံးချတဲ့ဖိတ်တော်မူပါရှုံးပါနဲ့ခမရပြောတဲ့စကားတွေအညာတွေကဘူဝါရီယာကြောင်ရင်ဝင်ဖဲဖက်ချာပူပူလုံးနဲ့တာဘာကြောင့်တာလဲချစ်တဲ့ကိုခမရခွေးရလူကချမ်းသာအသေးကလူတွေချစ်တော့အသားနေလားချစ်တော့အသေးကလူတွေအချစ်မရှိအချစ်ရှာပြီးခမရချစ်လို့ချစ်ပါလေအပြစ်မရှိအပြစ်ရှာပြီးလေချစ်တဲ့ကိုခမရခွေးဒိတ်တာကြီးကိုပါအညာပုံကြီးတွေပြောဒိတ်တာလေးအားရဆိုပြီးတော့နော်နေပြီးတော့သူအသေးပဲဖို့မစင်စားနဲ့ကျွန်တော်အသေးကလူနေ